တင့်ကိုချစ်တဲ့ယောက်ျားတစ်ယောက်ကတင်သူ့ကိုဖောက်ပြန်နေတယ်လို့အမြဲတွေးနေတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုလက်နဲ့ဆိုင်ချစ်မိသွားတဲ့အခါသူဘယ်လောက်တောင်ဆုံးရှုံးသွားနိုင်တယ်လဲဆိုတာကိုသတိပြုမိလာလို့ပါပဲ။ယောက်ျားတွေဟာတခြားယောက်ျားတွေဘယ်လိုတွေးတယ်ဆိုတာကိုသိကြပါတယ်။သူကိုယ်တိုင်လည်းယောက်ျားတစ်ယောက်ဖြစ်ခဲ့တာပဲလေ။ယောက်ျားတွေကမိန်းမတွေကိုဘယ်လိုချင်းကပ်တယ်ဆိုတာသူသိတယ်။အာယုံဆိုင်မှုအတိမတ်ပြုမှုနဲ့နီးကပ်မှုတွေကနေတဆင့်တွေးဆောင်ဖြားရောက်မှုအဖြစ်ကိုတဖြည်းဖြည်းပြောင်းလဲသွားနိုင်တယ်ဆိုတာသူနားလည်ပါတယ်။ဒါဟာစိတ်ကူးရင်နေတာမဟုတ်ပါဘူး။လက်တွေ့ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေပါ။သူကလူတွေဟာပြည့်စုံနေတာမဟုတ်ဘူးဆိုတာကိုသိပါတယ်။ချစ်မြတ်နိုးနေတဲ့ယောက်ျားတစ်ယောက်ဟာစိတ်ကူးရင်ပုံမြင်တွေကိုမယုံကြည်ပါဘူး။လူတွေမှာစိတ်လိုက်မှန်ပါလှုပ်တတ်တာတွေအားနည်းချက်တွေနဲ့စိတ်ခံစားမှုတွေတဲ့အခိုက်အတန့်တွေရှိတယ်ဆိုတာသူသိပါတယ်။ဒါကြောင့်သူကခရီးစကားတွေကိုမယုံကြည်ပဲအပြုတ်မှုပုံစံတွေကိုပဲစောင့်ကြည့်လေ့လာပါတယ်။ယောက်ျားတစ်ယောက်ကစိတ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာနဲ့ဝိညာဉ်ရေးရာပိုင်းတွေမှာရင်းနှီးမြှုပ်နှံမှုတွေပိုလုပ်လေသူတိဆောက်ထားတဲ့အရာကိုပိုပြီးကာကွယ်စောင့်ရှောက်လေဖြစ်ပါတယ်။တင့်ကိုချစ်တဲ့ယောက်ျားတစ်ယောက်ကအမြဲတမ်းစီးမြင့်သတ်မှတ်ချက်တွေထားရှိပါတယ်။ဘာလို့လဲဆိုတော့ဖောက်ပြန်မှုဆိုတာဖြစ်နိုင်ခြေရှိတယ်လို့သူသိနေလို့ပါသူကစီကံတွေစံနှုန်းတွေနဲ့ကန့်သက်ချက်တွေကိုဖန်တီးပါတယ်။ဒါပေမဲ့ဂယုမဆိုင်တဲ့ယောက်ျားတစ်ယောက်ကတော့ဘာစီမြင့်မှတတ်မှတ်မှာမဟုတ်ပါဘူး။သူကတိတ်တိတ်လေးနေမယ်ခက်ကင်းကင်းပဲနေပါလိမ့်မယ်။ဘာလို့လဲဆိုတော့တင့်ကိုဆုံးရှုံးသွားရခြင်းကသူ့အတွက်နာကျင်စရာမဟုတ်လို့ပါပဲ။တင့်ကိုချစ်တဲ့ယောက်ျားတစ်ယောက်မှာဆုံးရှုံးစရာတစ်ခုခုရှိနေပြီးအဲ့ဒီအရာကအရေးပါလာတဲ့အခါသူဟာအဲ့ဒါကိုကာကွယ်စောင့်ရှောက်ပါလိမ့်မယ်။အကြောက်တရားနဲ့မဟုတ်ဘူး။အင်အားသုံးပြီးတော့လည်းမဟုတ်ဘူး။အပြည့်အဝသတိရှိမှုနဲ့ကာကွယ်တာပါ။